ဒါဒီကောင်ဆိုအောက်ကအမြစ်ကပုတ်သွားပြီလေအောက်ကအမြစ်ကဒီအောက်ကအမြစ်ပုတ်ပြီးတော့မှအပေါ်တက်တာဆိုတော့လေဒီမှာသူကဒီအောက်ကအမြစ်မှာယောဂတစ်မျိုးရှိတယ်ခါးဒီမှာခါးတွေတိမ်တာပါညာချက်ကြည့်တော့ခါးတွေတိမ်တာတိတ်တော့မရှိဘူးဟုတ်အမြစ်ကနေပုတ်ပြီးတော့မှအပေါ်ရောက်တာဆိုတော့ယောဂတစ်မျိုးပြီးရင်အခုဒီနည်းနည်းလေးရှေ့အစောပိုင်းမှာမိုးတွေများထားတာလေဆိုတဲ့တွေပါညာနဲ့သူကထိတာတော့ဒဏ်ရာဖြစ်ပြီးတော့မှကူးတာဆိုတော့ယောဂတဝက်ရာသီတဝက်ဆိုတော့လုံးလုံးကြီးဝုန်းတိုင်းဆိုပြီးတော့တချင်လုံးအဲ့လိုမျိုးကုံသွားတဲ့အထိတော့မရှိဘူးမပြောက်ဘူးအဲ့တချို့ချန်တွေဆိုရင်နည်းနည်းလေးယောဂပြပြီဆိုရင်ချန်တဲ့ပင်တွေပါကူးပြီးတော့ပြတ်သွားရရှိရလေအဲ့လိုမျိုးအနေထားကြီးတော့မသွားဘူးတင်းထိန်းလို့ရတဲ့အနေထားမှာအမြင့်တော့ကောင်းတယ်နော်ကျွန်တော်ဟုတ်တယ်ပြင်သက်လို့အဆင်ပြေပါမလားအပေါ်အမြစ်ကနည်းနည်းလေးဗဒက်စာဒီမှာဒီအမြစ်ဆိုရင်ဒါဗဒက်စာလေအေးလေဗဒက်စာကြတဲ့အမြစ်ဆိုတော့ဒီထိုးတော့ဒီအနေလားတော့ဒီတော့ထိုးဆိုင်လိုက်ပေါ့ကျွန်တော်ဆေးတစ်မျိုးတော့ပြလိုက်ဟုတ်ကဲ့ဒီဗဒက်စာလေးတွေလေဗဒက်စာလေးလေး6နေရတွေ့ရရင်နော်အေးဗဒက်စာလေးတွေနေ6နေဒီပါလေဒီကောင်လေးတွေဆိုရင်အသစ်ဆင်းတဲ့ဗဒက်စာတော့မရှိဘူးဒါပေမဲ့ဒီချန်ကမြေအောင်ပိုးသက်ဆေးလေးတစ်ချိန်တော့သုံးဖို့လိုတယ်အမြစ်လေးကနည်းနည်းထွတ်နေကြအပြန့်ပြီးတော့မနေဘူးအမြစ်လေးကဟိုသုံးသေးတယ်ဒီ